Hello ဖရန်တို့ကတော့ဒီနေ့ပါစီစဉ်စီကြမလဲမသိဘူးပေါ့နော်ကျွန်တော်တို့ပိတ်ရက်လေးမှာအခန့်အောင်ဖို့စီစဉ်ထားပြီးမဲ့ဘိုက်စာလာဖြစ်တဲ့အတွက်တကူစားဖို့ဆုံးဖြတ်လိုက်ပါတယ်ဗျာကဲကျွန်တော်တို့ office စာရေးကြရအောင်ဒီနေ့ကတော့ရန်ကုန်ရာသီဥတုကတော့အရင်ပူပါတယ်ဗျာနေရာသီလည်းဖြစ်တဲ့အတွက်ရာသီဥတုနဲ့လည်းလိုက်အောင် fashion လေးကြအောင်ကျွန်တော်ချီတာ t-shirt အင်ဂျီအဖြူလေးတစ်ထည်ကိုရွေးထားပါတယ်ဗျာအဲ့ကောင်လေးကတော့ဝေးရတာပေါ့ဘာရှိပြီးတော့အေးပါတယ်လေဝင်လေးထက်လဲကောင်းပါတယ်ဗျာအဲ့အမို့ကျွန်တော်ဒီ t-shirt လေးကိုရွေးချယ်လိုက်ခြင်းဖြစ်ပါတယ် t-shirt လေးကတော့တော်တော်လေးကိုတန်ပါတယ်ဗျာကျွန်တော်ကြိုက်ထဲပါပါတယ်ကဲဝတ်တော်မဝတ်ကြရသေးဘူးကျွန်တော်စိတ်တိုင်းကြနေပါပြီအင်းကြီးနဲ့လိုက်မယ်ဘေးလွယ်လေးတစ်လုံးကိုလည်းကျွန်တော်ရွေးထားပါတယ်ဘေးလွယ်လေးကတော့ရေလိုင်းပုံစံလေးပေါ့နော်ချစ်စရာကောင်းပါလေမြင်ပါတယ်ပေါင်းပြီးတော့ချင်းတို့လေးရေးထားပါတယ်ဗျာဒီချူပြီးဆိုတော့ရေဗီယာရဲ့ room လေးကိုလိမ့်ပါမယ်နောက်ပြီးကြရင်ကျွန်တော်ရဲ့အများကြီးကြံရှိနေရဲ့ပစင်းလို့ရှင်းလေးကိုလည်းလိမ့်လိုက်ပါမယ်ဗျာကြီးစားမရှုပ်ပြီးမယ်သပင်ရှုပ်တဲ့ထဲမှာပါတဲ့အတွက်ကျွန်တော်ခေါင်းတော့ဖြီးပြီးနေရပါပြီဗျာ fashion ချဖို့ဆိုရင်တော့ accessory လေးရလည်းမရှိမဖြစ်လို့မယ်လို့ကျွန်တော်ကတော့မြင်ပါတယ်ဗျာပေါင်းမီကတော့ကျွန်တော်အစားမီချီတိုင်းလို့စီစဉ်ထားပြီးမယ်မီးရရုပ်တရက်ပြတ်သွားတဲ့အတွက်ဘယ်လိုမှလုပ်လို့မရတော့ပါဘူးအချိန်ရလည်းနောက်ကျနေတဲ့အတွက်ကျွန်တော်မတိုင်းလိုက်ရပါဘူးကဲကျွန်တော်ပြီးရင်ဟိုချိတ်ဒီချိတ်စားချိတ်ပါပြီဗျာချိတ်ပြီဗျာချိတ်ပါတယ်နောက်ဆုံးမှာတော့ချိတ်လို့မရသေးပါဘူးခုချိန်นี้ကဲချိတ်လို့ရပါပြီဗျာ outfit ပိုင်းကတော့ဒီလိုနဲ့ပြီးသွားပါပြီဗျာကဲအပြင်သွားမယ်ဆိုတော့လွယ်လေးထဲမှာပပီယွန်ရဲ့အချစ်စာအုပ်လေးတအုပ်ကိုထည့်ပါမယ်ဗျာအချစ်စာအုပ်ကြိုက်တယ်ဆိုရင်တော့ကောင်းပါတယ်ကဲနောက်ဆုံး final လို့ထွက်လာပါပြီကဲဒီရုပ်ကတော့ဒီရုပ်ပါပဲဗျာကျွန်တော်ကိုမုတ်သွားစားပါမယ်လိုက်ခဲ့ကြပါကြွေးပါမယ်နော်ဘိုင်ဘိုင်မှာနောက်ပြီးတော့ပြန်တွေ့ပါမယ်